လမ်ပန်းမြို့ကရှီဟောင်းအငွေအသက်တွေနဲ့မြင်းလဲရည်ကြီးမှုတွေကိုအခုခေတ်ထိထိန်းသိမ်းထားတဲ့ရှီဟောင်းမြို့တော်ဖြစ်ပါတယ်ကျွန်တော်တို့ရှင်းမိုင်လမ်ပန်းတည2ရက်ခီးစဉ်လေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒေတုမှာလမ်ပန်းမြို့ရဲ့ဒါနာမည်ကြီးလေပတ်ဆရာနေရာတွေကိုကျွန်တော်ခေါ်သွားပြပေးပါမယ်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ကိုလက်ခုံးကိုအတူတူတွားကြည့်ကြပါမယ်ဒီမှာတိုးကြံလေးလည်းရှိတယ်နော်ဒီတိုးလေးတွေကနည်းနည်းညစ်ပတ်တယ်ရှင်းမှန်ရတိုးလို့ဘာလို့ဆိုလို့ရှိရင်ရေချိုးပေးရနဲ့အမွှေးတွေရေပေးရနဲ့ဆိုတော့တန့်တယ်ပေါ့နော်ဒီတိုးလေးကကျတော့တို့ဒီတိုင်းပဲပြစ်ထားကျွန်တော်တို့ဒီနေရာကျတော့ဒါမင်းအလှတက်ပုံရရှင်တဲ့မင်းကလေးတွေတွက်ဆိုလို့ရှင်ပို့ပြီးတော့အဆင်ပြေပေါ့နော်ဒီမှာကဒါအလှတက်ပုံရိုက်လို့ရတဲ့နေရာလေးတွေလည်းအများကြီးရှိတယ်ပြီးရလို့ရှိရင်တလိဆန်ရှစ်တဲ့သူတွေတွက်ဆိုလို့ရှင်လည်းမှာတိုးလေးတော့ရှိတယ်ဒီမှာလိတ်တွေပါညာလည်းရှိတယ်ပြီးကြလို့ရှိရင်ဒါရှင်းမိုက်အပြန်ပေါ့နော်လမ်းပန်းနေပြီးတော့လက်ဆောင်ပစ္စည်းတွေပါညာဝယ်လို့ရတဲ့နေရာလေးတွေလည်းသူတို့ပွင့်ပေးထားရပေါ့နော်ကဲပြီးရင်တော့ကျွန်တော်တို့လမ်းပန်းမြို့မှာဒိုင်နိုဆောသွားစီးပါမယ်ကျွန်တော်ဒီမှာကောင်းတာတကူပါပေါ့နော်ဒီဒိုင်နိုဆောရဲ့ဆိုလို့ရှိရင်ခေါင်းကလှုပ်နေတာနဲ့အသက်မှာပါသေးတယ်ဟုတ်လားမျက်လုံးလေးလည်းလှုပ်တယ်သူအမီးတွေပါညာရလှုပ်တယ်အတန်နေအစပါသေးတယ်နည်းနည်းတဘာဝကြရပေါ့လေဒီကောင်ကလူသားစားတဲ့ဒိုင်နိုဆောကြီးမှာဒီကောင်အသားစားကောင်ကြီးသူခေါင်းသားလေးဝင်ကြည့်ပါအောင်နော်ကြိုက်လာလို့ကြည့်အောင်ကဲကျွန်တော်တို့ပေါ်တက်ပါမယ်ကဲကျွန်တော်တို့တစ်ကက်အရင်သွားဝယ်ကြအောင်ကဲကျွန်တော်တို့အထဲကိုဝင်ပါမယ်ဟောဒီနေရာကျတော့သူကခလေးအကြိုက်ပေါ့လေခလေးရှိတဲ့သူတွေလမ်းမလာလေတဲ့ခါကြလို့ရှိရင်တော့ဒါဒီနေရာလေးကိုဝင်လေလို့ရှိရင်တော့ဒါခလေးတွေပြောတယ်ကျွန်တော်ဒီနေရာရဲ့ဝင်ကြီးအားကျတော့ဒါလူကြီးတယောက်ကိုဘတ်30ပေးရတယ်ပေါ့နော်ဟိုမစိုးတန်တယ်ပေါ့အပြင်းပြေဝင်ကြည့်လို့ရတာပေါ့လေခလေးမဟုတ်ပေမဲ့လည်းဒါတကယ်အယုတ်လားဒီထိုင်းမှာဒိုင်နိုဆောရဲ့ဒီဒူကောင်ရိုးပေါ့နော်ဒူကောင်ရိုးတစ်ခုရှာဖို့တွေးရှိထားတာကိုဒီမှာတော့ပြထားတယ်အစ်စ်ကတော့ဒါရှိမယ်ဒါဒူကောင်ရိုးရှိမယ်ပြီးကြလို့ရှိရင်တော့ဒါဥကောင်ရိုးစုလေးပေါ့ဒီမှတ်မောင်းကြောင်ထဲမှာရှိတဲ့ဟာလေးကအစ်စ်ကလေးတွေပြထားကျွန်တော်တို့ဒိုင်နိုဆောတွေလေ့လာပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာအောက်ကဒါမိုင်းတွင်းတွေကိုကျွန်တော်တို့သွားရောက်လေ့လာပါမယ်ကပြန်ထွက်မှာမသိအခုကကျွန်တော်တို့ဒါတလိဆန်ပေါင်းစုံပြတိုက်ကိုဒါလည်းပတ်ပြီးပေါ့နော်ဒီနေရာကျတော့ကျွန်တော်ကလေးမိခင်တွေပေါ့နော်ကလေးမိဘတွေဆိုလို့ရှိရင်တော့ဒါကလေးတွေအကြိုက်ဆုံးနေရာလို့ပြောလို့ရတယ်ကလေးတွေဆိုရင်တော်တော်ပြောမှာပေါ့နော်ကဲပြီးရင်တော့ကျွန်တော်တို့ဒါနှစ်ပေါင်း100ကျော်တန်းရှိတဲ့ထိုင်းနိုင်ငံရဲ့တမိုင်းဝင်ဥမင်ရထားလမ်းကိုသွားပါမယ် Let's goအခုကျွန်တော်တို့ခွန်ထန်ဥမင်လိုင်ကောင်ရောက်ပါပြီဒီဥမင်လိုင်ကောင်လာတဲ့လမ်းကတော့ကျွန်တော်တို့နည်းနည်းလေးတော့မှတ်တယ်လမ်းကျင်းတယ်ပေါ့နော်လာမယ်ဆိုလို့ရှိရင်တော့ဒါဟိုကျွမ်းကျင်တဲ့သူတွေနဲ့လာတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒီဥမင်လိုင်ကောင်ကနှစ်ပေါင်းတက်တန်းက100ကျော်ပြီစိတ်ဝင်စားစရာတမိုင်းကြောင်းတွေလည်းရှိတယ်ကျွန်တော်ပြောပြမယ်ကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ပါဒီဥမင်ကကြတော့ဒါနှစ်ပေါင်း100ကျော်ကတည်းကပေါ့နော်ဂျာမန်အင်ဂျင်နီယာကဦးဆောင်ပြီးတော့စတင်ဖောက်လုပ်ခဲ့တာလို့ပြောတယ်အဲ့ဒီခေတ်ကစက်ယန္တရားတွေတိတ်မရှိတော့ကျွန်တော်တို့တရုတ်နယ်နေကန်အလုပ်သမားတွေကိုတုံးပြီးတော့ဒီဥမင်လိုင်ကောင်မျိုးဆောက်လုပ်ခဲ့တာပေါ့အဲ့မှာကျမကြီးတွေငှက်ဖျားတွေဖြစ်ပြီးတော့ဒီဥမင်လိုင်ကောင်ကြီးမှာအသေးကြီးတွေများခဲ့တယ်ပေါ့ဒီဥမင်လိုင်ကောင်ကြီးကဒါထိုင်းနိုင်ငံမှာသမိုင်းဝင်အရှိဆုံးဥမင်လိုင်ကောင်ကြီးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရှင်းမိုင်လမ်းပန်းတည2ရက်ခီးစဉ်တွေကတော့ဒီလောက်ပါပဲခင်ဗျာလမ်းပန်းကိုအချိန်ရလို့ရှိရင်ကျွန်တော်တို့လိုမျိုးတည2ရက်လဲတွားရောက်လဲပတ်လို့ရတယ်လို့အချိန်မရတဲ့သူတွေအတွက်လည်းကျွန်တော်တို့1ရက်ခီးစဉ်လေးလဲပတ်လို့ရပါတယ်နောက်ဗီဒီယိုတွေမှာလမ်းပန်းကို1ရက်နေချင်းပြန်တွားကျင်တာဆိုလို့ရှိရင်ဘယ်နေရာလေးတွေတွားလို့ရမလဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးတက်လေးလုပ်ပြီးတော့မျှဝေပေးပါမယ်ဆိုတော့ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေးလုပ်ပြီးတော့စောင့်ကြည့်ပေးလို့ရပါတယ်ကျွန်တော်အောင်တက်ပါအားလုံးနောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာ bye bye